အမွာအမအန်နာဟာသူမနေရာကိုပြန်ယူခဲ့ပေမဲ့အလိုလိုက်ခံရတဲ့အကျင့်တိုင်းရီစားဟောင်းကရင်ကိုမျက်နှာလိမ့်ခရင်မြန်တဲ့ငရုတ်ကောင်းစပီးထည့်ပြီးဆေးထိုးလိုက်ပါတယ်ကရင်ကပြစ်ဒဏ်ခတ်ဖို့ကြိုးစားတဲ့အခါအန်နာကရဲခေါ်လိုက်ပြီးကီဗင်ရဲ့လျော်ကြေးငွေကိုလည်းလင်မယားပိုင်ပစ္စည်းဆိုပြီးညင်းပယ်ကကရင်ကိုကိုပိုင်ငွေနဲ့ပဲပေးချေစေခဲ့ပါတယ်သူမရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်ကီဗင်စုံစမ်းရာကနေအမွာညီအမနှစ်ယောက်ရဲ့ဟန်ဆောင်လက်ထပ်မှုစာချုပ်ကိုရှာတွေ့သွားပါတယ်ထိုအခါမှအေမီရဲ့ကောင်းကွက်တွေကိုသတိရပြီးသူမကိုတကယ်ချစ်မိနေမှန်းကီဗင်နားလည်သွားလက်ရှာပါတော့တယ်အေမီကတော့အခြားမြို့မှာပန်းဆိုင်ဖွင့်ပြီးဘေးအိမ်ကကော်ဖီဆိုင်ပိုင်ရှင်အင်ဒရူးနဲ့ရင်းနှီးနေခဲ့ပါတယ်တကယ်တော့အင်ဒရူးဟာဘီလီယံနာ CEO တဦးဖြစ်ပြီးငယ်စဉ်ကတည်းကရှာနေခဲ့တဲ့မိန်းကလေးဟာအေမီဖြစ်နေခဲ့တာပါကီဗင်ကအေမီကိုရှာတွေ့ပြီးအန်နာနဲ့အစားထိုးဖို့ပြန်ပေးဆွဲဖို့ကြံစီခဲ့ပေမဲ့အင်ဒရူးကရိပ်မိသွားပြီးအေမီကိုကယ်တင်ကကီဗင်တို့မိသားစုကိုထောင်ချပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့စွန့်ပစ်ခံခဲ့ရတဲ့အေမီဟာစစ်မှန်တဲ့ချစ်ချင်းမေတ္တာကိုပိုင်ဆိုင်သွားပါတော့တယ်